ယူမှုပြန်ကြည့်မယ်ပုံမှာတော့ထိနေတာဒါပေမဲ့အခုကြည့်တယ်လည်းကိုမသိဘူးလားထိတာတော့ထိနေဒါပေမဲ့အာယုတစ်ချက်ယူလိုက်တယ်နဲ့ဟိုမှာထိတယ်လို့မသိဘူးလားသိတယ်သိစိတ်တူမပေါ်လားဟုတ်လားပေါ်လာတဲ့နောက်ညာနေရှိသလားနောက်တစ်ခါပြန်ကြည့်လိုက်အဲ့ဒီထိနေတာကြီးပဲအခုနောက်ကြည့်လိုက်တဲ့ခါကျနောက်ထိနေတဲ့တဲကနေထိသိစိတ်လေးတူမပေါ်ဘူးလားအခုထိနေတာအခုအာယုတော့မှသိတဲ့သိစိတ်ကလေးတုံးပြန်ယူလိုက်နောက်ညာနေချင်းပြန်ယူလိုက်ခုနကတော့မြဲနေတဲ့ထိနေတာကြီးကဘာပြောလဲစိတ်တွေပြောတာအဲ့ဒီလိုရှုတာဘူးပြောတယ်အခုတကယ်ရှုတဲ့ခါကျတမန်နဲ့ကျန်တဲ့ထိုင်တဲ့ဒီလိုတစ်ချိန်ကြီးမဟုတ်တော့ဘူးထိနေတာကြီးကိုပဲဘာပြန်ရှုအောင်လဲစိတ်ပြောင်းပြန်ရှုတာအဲ့ဒါကဏပြောင်းရှုတာအစိတ်ပြောင်းပြန်ရှုလိုက်တာထိနေတာတော့မှလည်းကိုအာယူလိုက်မှတစိမ့်မသိဘူးလားအခုအာယူမျိုးကိုက်မှအခုခုနကပြောတော့မရှင်းပါကြောက်အခုဒီခန္ဓာကြီးကကံရဲ့စိတ်ရဲ့ဥရိယာအကြောင်းပွင့်ဓမ္မနဲ့ဖြစ်နေတယ်၄ပါးအခုဦးစင်းပြောလိုက်တိုင်းအခုစကားတစ်လုံးပြောလိုက်တိုင်းကံရုပ်တရားတစ်ခုချုပ်သွားတယ်အခုနောက်တစ်လုံးပြောလိုက်ကံရုပ်ချုပ်သွားမြင်နိုင်သားဆိုတော့မမြင်ဘူးအဲ့ဒါကြောင့်အခုဒီမှာထိနေပေမဲ့လို့အခုအာယုကိုက်မှာထိနေတဲ့ရုပ်ကတစ်မျိုးနောက်တစ်ခါအာယုပြန်ယူတဲ့ခါကျရင်ပေါ်နေတဲ့ရုပ်ကတစ်မျိုးဒါသမန်ပြတော့သိခဲတယ်သိခဲဆိုတာဥမာစားရတဲ့အာဟာရတွေရှိတယ်အာဟာရတွေအချိန်ပြောင်းနေတယ်တစ်ခုတစ်ခုမချုပ်နေဘူးလားချုပ်တော့9နိုင်လောက်ကြာတော့မှဘက်ကစားရတယ်ဆိုသိတဲ့ခါကျအချိန်ကဒါပေမဲ့တစ်ခုချုပ်နေအဲ့ချုပ်နေတဲ့စိတ်ကိုကိုသိထားတော့မှအခုပြန်ကြည့်ရင်ပြန်သိရင်စိတ်သိနောက်တစ်ခါပြန်ကြည့်ရင်ပြန်သိရင်စိတ်သိနောက်တစ်ခါပြန်ကြည့်ထိတာတော့ထိနေကိုအာယုယူလိုက်တဲ့ခါမှာသိစိတ်ကလေးပေါ်လာတယ်အဲ့ဒီဖတ်တာကအသိထိနေတယ်လို့အာယုမြင်တော့ကြည့်မှသိတဲ့စိတ်နောက်တစ်ခါကြည့်မှသိတဲ့စိတ်နောက်တစ်ခါကြည့်မှသိတဲ့စိတ်ဆိုရင်ဘာသိဖြစ်ပါလဲအသိတွေဖြစ်သွားတယ်ဒါပြည့်ရင်အသိရုပ်သိနှစ်ခုဥပမာတိုက်တယ်နာအသိတစ်ခုအသိပေါ်လာတယ်နောက်တစ်ခါပြန်ကြည့်ရင်ရုပ်သိဒီဇပွဲရုပ်ကလည်းပဲသူကဥဒုဇရုပ်ပဲဥဒုဇရုပ်ကလည်းသူကဘာနဲ့ပြောင်းနေလဲအပြင်မှာရှိတဲ့ပူမှုအေးမှုတွေနဲ့ပြောင်းတယ်သူကလည်းဖောက်ပြန်နေတယ်သို့တော့တာမမိပြီးတော့ပုရိသေအာယုနဲ့မသိနိုင်ဘူးပြောင်းတာတော့ပြောင်းတယ်ကြာရင်ဒီဇပွဲကြီးကမဆွေးတော့ဘူးလားမပြတ်တော့ဘူးလားဆွေးသွားပြတ်သွားမှအနိစ္စဆိုတာဒါကနောက်ကြပါပြီတကယ်တော့သူဖောက်ပြန်တယ်သို့တော့အာယုနဲ့မသိနိုင်ဘူးအခုလို့ကိုယ်ကမ္မဇာယုနဲ့ကိုပြန်ကြည့်တဲ့ခါကျတော့ဒါကိုတစ်ချက်ချင်းပြန်ကြည့်တာပုံသဏ္ဍာန်ရှင်းတယ်ပေါ့သို့တော့အခုဒီလိုထိနေတာလည်းဖောက်ပြန်မှုတွေရှိတယ်ဘောပေါက်တယ်နော်အခုအာယုနဲ့ဒီတစ်ချက်အာယုလိုက်တာနဲ့တိတဘောလေးအစ်စ်ပေါ်လာတယ်နောက်တစ်ခါထိနေသေးတာလေးပြန်ကြည့်မယ်ထိနေသေးတယ်ထိတိစိတ်ကလေးအစ်စ်ကိုပြန်ယူလိုက်တာနဲ့ထိတိစိတ်အစ်စ်ကိုပေါ်လာအဲ့ဒါလေးပေါ်လာတဲ့နောက်ကဘာဖြစ်လဲရှင်းကြည့်ခဲ့တာရှင်းပြီးခဲ့ဆိုဘာတွေရလဲဝိပဿနာဉာဏ်တွေရတယ်ဘောပေါက်တယ်နော်မရှင်းတာရှိအချိန်လေးပြန်ပြီးရက်ကတော့တူတဲ့အချိန်လေးတွေဒါပေမဲ့ဒီလောက်မိုးဘုလူဖွဲ့ချုပ်ကြီးမှာအားထုတ်ထားတဲ့ပုံကိုယ်တွေပါဆိုရင်ခဏလေးပြန်တနိုင်လောက်ပြန်ရတယ်ဒါကလေးလေးပါတော့နားလည်အောင်ပြတယ်နည်းနည်းရှိတယ်ဥပညာရပါလေယုတ်နံတိဘာရလဲယုတ်နံတိနှစ်ခုတိုက်တာကယုတ်တိတာကနံအခုတိုက်တာကယုတ်နံယုတ်နံတိထိတာကအကြောင်းတိတာကအကျိုးအကြောင်းအကျိုးသိသိတဲ့ဉာဏ်လည်းရတယ်နာမယူပပရိစေယဉာဏ်သစ္စာပရိကဉာဏ်ဒါလည်းဉာဏ်တွေတွေ့ရတယ်ဒါပြောလိုက်အဲ့ဒီအကြောင်းတွေများပြောရင်လူရနားထွေးသွားတတ်တယ်ဒါမှမဟုတ်ကလေးတွေသိမှပြီးမှပြန်ပြီးတော့ဉာဏ်စီပြန်ထည့်ပြီးကဲဒါပြီးရင်ခုနကစိတ်ကလေးပေါ်လာဘူးလားစိတ်ကလေးပေါ်လာတယ်ဖြစ်ပြီးတော့ပြတ်သွားဘူးလားနောက်ဉာဏ်ကြီးဒီဟာဘက်အမျိုးမျိုးမုံမှပြုတ်ပြီးတော့ဆရာတို့ကတရားဟောတဲ့ခါကျဒုက္ခသစ္စာပါပါတယ်အခုခန္ဓာဖို့တဲ့ဘာခန္ဓာရလဲဝိညာဉ်တဲ့ခန္ဓာဘာခန္ဓာရလဲဝိညာဉ်တဲ့ခန္ဓာဘယ်နှပါလဲ၅ပါးဘယ်နှပါလဲ၅ပါးဉာဏ်နဲ့ထည့်ပြီးမှအထက်ဉာဏ်တက်တဲ့ဟာကြီးလားခုနကတော့ဖြစ်ပြမြင်တဲ့ဉာဏ်တော့မရပါဘူးလားဖြစ်ပြမုန်းတဲ့ဉာဏ်မှာဘယ်လိုအာယုယူရဆိုခုထိတယ်ခုစိတ်လင်းပေါ်ဘူးလားဘုဒ္ဓခန္ဓာလေးမိမိခန္ဓာဘုဒ္ဓခန္ဓာလေမိမိခန္ဓာအခုပဲမွေးတယ်ခုနောက်ဉာဏ်နဲ့ကြည့်တဲ့ခါကျရှိပြီလားရှိပါဘူးနောက်ဉာဏ်နဲ့ကြည့်တဲ့ခါကျတော့မိမိကဘာနဲ့သွားအသက်ရှင်လဲဆိုရင်နောက်ဉာဏ်နဲ့အသက်ရှင်တယ်ဘာနဲ့အသက်ရှင်လဲနောက်ဉာဏ်နဲ့အသက်ရှင်ခုနကတော့မိမိဖြစ်လိုက်တဲ့စိတ်ခုနခန္ဓာ၅ပါးပေါ်လိုက်တဲ့ခန္ဓာရှိသေးလားရှိပါဘူးခုနကတော့ခန္ဓာ၅ပါးကိုတဏ္ဍာမှာပေါ်တဲ့စိတ်ကဘုစိတ်လေကိုစိတ်ခန္ဓာဘုရားဘာခန္ဓာရလဲဝိညာဉ်နဲ့ခန္ဓာခန္ဓာပထမလဲ၅ပါးအခုကိုမွေးတာကိုဖြစ်တာအခုပဲစိတ်ကလေးဖြစ်တယ်ဆိုတာကိုမွေးတာခန္ဓာ၅ပါးကိုဖြစ်တာခန္ဓာ၅ပါးတော့မဖြစ်ဘူးလားဖြစ်ပါဘူးနောက်ခုစိတ်တဲ့အကဲခတ်တဲ့ခါကျတော့
နောက်တစ်စိတ်နဲ့အသက်မရှင်သွားဘူးလားနောက်တစ်စိတ်နဲ့အသက်ရှင်တဲ့ခါကျရှိသေးလားမရှိတာသေတာမရှိတာပါပဲသေတာကြည့်တာလည်းမိမိပဲအခုမိမိကပဲနေရာနေကြည့်တယ်မဲ့ခင်နေတဲ့ညံနေတဲ့ကြည့်လိုက်တာညံနေတဲ့ကြည့်တဲ့ခါကျတော့ဘာသာပြည့်ကိုယ့်အသေးကိုကိုယ့်အရှင်ညံနဲ့ကြည့်တာကိုယ့်အသေးကိုကိုယ့်အရှင်ညံနဲ့ကြည့်ဟောဥပဒဉာဏ်ကဒုက္ခသစ္စာကိုတက်ပြီးဆိုရင်အခုမွေးအခုသေးအခုမွေးအခုသေးဖြစ်တာကဘာဖြစ်လို့ဖြစ်တာကဘာအတွက်ဖြစ်လာလဲသေဖို့မွေးတာဘာဖြစ်လဲသေဖို့ဟောသေတာကမွေးလို့ဖြစ်တာဘာအတွက်လဲပြက်ဖို့ဖြစ်တာဘာအတွက်လဲပြက်ဖို့ပြက်တာဘာဖြစ်လို့လဲဖြစ်လို့ဖြစ်ပြက်မြင်နေတဲ့အောင်ဒီအားလေးပြောတဲ့ခါကျတော့ဒုက္ခသစ္စာပြောရင်ခုနဖြစ်တာကပြက်ဖို့ဆိုရင်သူ့မှာချမ်းသာတဲ့သဘောရှိရလားမရှိပါဘူးဘာပဲရှိဖြစ်ဖြစ်တဲ့တရားဘာပဲရှိသိရတဲ့သဘောရှိတယ်အဲ့တော့သစ္စာဘောတော့ဘာပြောရလဲဒုက္ခသစ္စာခုနကတော့ဒုက္ခသစ္စာအနောက်ကခုနကတော့ရှင်းကြည့်ကဲခတ်တာမရှိမှန်းသိတဲ့ဉာဏ်နဲ့ကြည့်လိုက်တာကမေဃသစ္စာဟုတ်လားခုနကတော့မွေးတယ်ဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ဘာသစ္စာဖြစ်တယ်ပြက်တယ်ဘာသစ္စာရှင်းအောင်ဒီမှာတော့မွေးပြီးသေသွားတဲ့ဟိုဟာတခုကချမ်းသာတဲ့သဘောရှိရလားရှိပါဘူးခုပဲပကံလုံးခုပဲဝယ်တယ်ခုပဲကြာကွယ်ချမ်းသာတဲ့သဘောရှိရလားရှိပါဘူးဒါအဲ့ဒါကအထက်ကိုကြံတယ်အခုကအထက်ကိုတော့မကြံဘူးခုဖြစ်ခုပြက်သွားတယ်ခုဖြစ်ခုပြက်သွားတယ်ဒုက္ခသစ္စာလေးဖြစ်ပြီးတော့ဒုက္ခသစ္စာလေးပြက်သွားတယ်အဲ့ဒီနောက်ကကြံတဲ့ခုနအကဲခတ်တဲ့ညာနဲ့ကြည့်လိုက်ကြအော် तू မွေးပြီး तू ပြည်နေ तू မွေး तू မသိဘူးလားသိပါဘူးမွေးလိုက်သေးလဲမွေးလိုက်သေးလဲမသိဘူးလားသိပါဘူးအဲ့ဒီကဲခတ်နေတာကိုဘာခေါ်လဲမေဃသစ္စာကဲခတ်ပြီးတော့မွေးပြီးသေးလို့သိပြီးနေတာဘာခေါ်လဲမေဃသစ္စာခုနတော့မွေးစရာပါရဲ့ဒုက္ခသစ္စာနောက်ကကဲခတ်နေတာကမေဃသစ္စာဟောဒုက္ခသစ္စာဘာနဲ့ကဲခတ်မေဃသစ္စာအဲ့ဒါကသမုဒယသစ္စာကိုပယ်တာမပါလေဒုက္ခသစ္စာလေးခုဖြီးပြီးတော့ခုဒုက္ခသစ္စာလေးမချုပ်သွားဘူးလားချုပ်သွားတာနိရောဓသစ္စာကိုတယ်ဒါကိုညာမရှိမှကြောက်လို့နောက်ကကဲလောဘစိတ်ကလေးပေါ်တယ်ဟောမြင်နေတဲ့နောက်ကခင်နေတဲ့မလားဘူးလားမြင်စိတ်ကလေးမပေါ်ဘူးလားကြားစိတ်လေးမပေါ်အခုထိသိစိတ်လေးမပေါ်ဘူးလားဒီနောက်ကဝေဒနာလာပြီးတော့ခံစားလိုက်ရတာဝေဒနာလေးဒါမှမဟုတ်မြင်စိတ်ပေါ်တယ်မြင်စိတ်နောက်ကခင်နေဟောသားရဲ့သမီးလည်းမခင်ဘူးလားမြင်စိတ်နောက်ကသူကြည့်ရတာကြီးကမုန်းနေတာဒေါသမလာဘူးလားအဲ့ဒေါသကကိုမြင်စိတ်ကိုဖြစ်ပဲရှိတဲ့ခါကျခုနကတော့လောဘဒေါသလာသေးလားမလာတော့အဲ့ဒါသမုဒိယသစ္စာပေးတာပါဏဆိုသူပေးတာဟုတ်သလားရှုတာကဒုက္ခသစ္စာကိုမနဲ့ရှုလဲမေဃသစ္စာမလာဘဲနဲ့လာခွင့်မရှိဘဲနဲ့ပယ်သွားတာကသမုဒိယသစ္စာဟုတ်သလားဘာနဲ့ပယ်လိုက်ခုနမက်ကဝင်ပယ်ပေးတာမက်ကခုနကိလေသာပဲဆိုအကဲဒါသိက္ခာမုပ္ပါတိုင်ဆက်မလို့တဏှာဥပါဒံကံမလာဘူးလားတဏှာဥပါဒံကံလာသေးလားပြစ္ဆုတ်ပံခန္ဓာမှာပေါ်လာမဲ့တဏှာဥပါဒံကံကလာသေးလားမလာတဲ့အတွက်အနာဂတ်ခန္ဓာရသေးလားအဲ့ဒါနိရောဓသစ္စာပယ်လိုက်တာကသမုဒိယကိုပယ်လိုက်တယ်မပယ်လိုက်ဘူးလားပယ်တဲ့အတွက်ဘာနာပရိညာဘာနာအခုမှပါတာပယ်လိုက်တာဘာနဲ့ပယ်လိုက်တယ်မက်နဲ့ပယ်လိုက်တယ်ဘာဖြစ်ရင်ပရိညာဘယ်နှပါလဲ၃ပါးခုမှအပယ်ပါလာတာနော်အပယ်ပါတော့ပရိညာဘယ်နှပါရှိပါလဲ၃ပါးမက်ကင်ကဘယ်နှပါလဲ၅ပါးမက်ကင်ကဘယ်နှပါလဲရှုခိုက်မှာမက်ကင်ဘယ်နှပါလဲ၅ပါးရှုခိုက်မှာမက်ကင်၅ပါးဖြစ်ပြတဲ့ချက်ကိုရှုလိုက်တဲ့အခါမှာမက်ကင်ဘယ်နှပါလဲမြင်ခိုက်မှာမက်ကင်ဘယ်နှပါလဲမြင်ခိုက်မှာမက်ကင်ဘယ်နှပါလဲ၃ပါးမြင်ခိုက်မှာမက်ကင်ဘယ်နှပါလဲရှုလိုက်တဲ့အခါမှာ၅ပါးရှုတဲ့အခါမှာ၅ပါးခုနတော့သစ္စာကြတော့ဘယ်နှပါလဲ၄ပါးဒုက္ခသစ္စာကိုရှုတဲ့ဉာဏ်ကမေဃသစ္စာဟုတ်လားအနာဂတ်ခန္ဓာမလာတာနိရောဓသစ္စာဟုတ်လားပယ်လိုက်တာကသမုဒိယသစ္စာဟောသစ္စာဘယ်နှပါလဲ၄ပါးမဂ္ဂင်၅ပါးပရိညာ၃ပါးအဲ့ဒါမဂ္ဂင်အဲ့ဒါဝိပဿနာကရကရှုရတဲ့အကျိုးကျေးဇူးတွေဟုတ်လားအဲ့ဒါလေးသိရရင်ခုထိုင်ကြည့်ခုချွတ်လို့ရပြီကိုယ်ခန္ဓာလေးကိုကြည့်မနောမသတိကလိုက်ဓမ္မနဲ့ကျန်တဲ့ထိတိနာမနာရကျင်တာလေးမရှိဘူးလားမနာနဲ့မနာဘူးသိတယ်နာနဲ့သိစိတ်လေးဒီမှာတစ်ချက်မပေါ်ဘူးလားအာဝိရမရွေးရသိစိတ်လေးမနာတယ်သိတယ်အဲ့သိတဲ့စိတ်လေးရှိပြီလားပြန်ကြည့်ပါတွေ့လဲရှိတာတွေ့မှမရှိတာတွေ့မလားမရှိတာတွေ့ရင်တမဲ့တော့ကပြန်ကြည့်နာဘူးလားနာလည်းမသိဘူးလားဒီအနာကခုနအနာလားအခုအသေးလားကြည့်တိုင်းဘာခန္ဓာတွေပေါ်လဲပြစ္ဆုတ်ပံခန္ဓာကြည့်တိုင်းဘာခန္ဓာတွေပေါ်လဲပြစ္ဆုတ်ပံခန္ဓာတွေအသေးသေးမပေါ်နေဘူးလားအောင်းနေချုပ်ပြီးတော့ဘာတွေစားထိုးရလဲကမ္မဇယုတ်တွေကချုပ်ရောအောင်းနေရအသေးကမ္မဇယုတ်တွေနဲ့အသေးညံနဲ့တိစိတ်အသေးမပေါ်ဘူးလားတိစိတ်အသေးပေါ်လာတာကအရှုခံပေါ်တာအရှုခံကိုနောက်ညံနဲ့ကြည့်ရှုညံနဲ့ကြည့်ဘာတွေ့လဲမရှိတာဒီတမဲ့နောက်တစ်ခါပြန်ကြည့်
အတိတ်တိတာမဟုတ်ဘူးလားယုတ်တိနှစ်ခုတိုက်လိုက်ညာတိတဲ့နာတိလေးတစ်ခုပေါ်လိုက်အနာတိကိုညာအတိနဲ့ရှိလိုက်ဖြစ်ပြမဲ့မကြိုက်ဘူးလားနောက်တစ်ခါပြန်ကြည့်ရင်ယုတ်တိတစ်ခုအတိမတိုက်နေဘူးလားတိုက်နေနာတိတစ်ခုမပေါ်လာဘူးလားနောက်ကညာအတိလေးတစ်ခုဖြစ်ပြမဲ့မကြိုက်ဘူးလားဖြစ်ပြီးတော့သူကချုပ်သွားတော့ဘာပြောလဲအတိတ်ဖြစ်ပြီးတော့လည်းချုပ်သွားအတိတ်နောက်တစ်ခါတန်ကြည့်ပြန်ပြီးတာပြစ္ဆုတ်ပံခန္ဓာယုတ်တိနံတိညာတိယုတ်တိနံတိညာတိဖြစ်ပြမဲ့ဒါလိုလိုလေးပဲနော်အဲ့ဒါပြင်ဘာညာရဖြစ်ပြမြင်တဲ့ညာဘာညာရပြီရဲ့ဖြစ်ပြမြင်တဲ့ညာ